Oga dia di luar lah pelanan zombie. There's a zombie in your land. Kebayar ni lepas itu abi. Nara bayar mari aku korang hong. Apa ni ke? Rihanna jual bayar mah jual. Bayar mah tu yang tentang wujud tu bayar mah kafe. Kau aja. Oh babi, cina lu di sini sih saya di sini. Abi ni beri tajuk tu baca itu mana? Itu mana? Oh babi nya. Jadi, ni lu ni gua. Lu cakap boleh sih ni kau lomba kaya. Kita dapat berjalan jalan. Terus lu ni lagi. Oh, cina lu ngui sini tapi jenis aku juga. Ah lah. Una tin số sang cháu má nạp pin người chết Chào miêu. Ok mà. Chào miêu anh đi bây mà nói miêu lùm muối cũng như thế mà. Cô tán này số cô phô la mẹ cô cho nghe. Tất tay ngã đông đủ ra mà đấy. Nhà hô chào miêu. Nhưng mà này nghe anh lấy bán đi bây giờ đủ ra mà đấy. Apa ni? Mấy cái bia ule, Rihanna ule bộ. Ucho du đop bông bông. Đó. That made the ai cho gặp cái mất đi đâu. Tại ý à vậy mà. Ucho du, domo mong. nào khổ Tin piu madi, thế đây. Mà lại apa dah?对了 ဟုတ်တယ်တင်းပြိုပရိအထက်သားဈေးချိုလန်းမန္တလေးက3သိန်းတဲ့3သိန်း3သိန်း သားတို့ပါဗျာသားတို့ပါအခုလိုလူတဲတဲ့အတွက်ကြောင့်မလို့နော်ဒီတဲ့လူနိုင်တိုင်းနိုင်ပါစေလို့ဆုတောင်းပေးပါလေ ကဲဒါကျွန်တော်ကလာတိုက်ရှိပါ မရိုင်းရင်ဘောဟုတ်ပါပြီမရှင်းပါလို့ကဲလေးခေါ်လိုက်အောင်ဗျာနော် Cái này khỏi lại bảo. ကဲကဲလက်ရှိတယ်ကဲမင်းကြီး ဘယ်နည်းခေါ်ဘယ်နဲ့ဘယ်နည်းရ နေပြရေ အားလုံးပဲမင်္ဂလာပါရှင်။ကြပြတို့ရဲ့ဒီရမုံငွေပွဲလေးကိုလာရောက်ကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးကြပြကျေးဇူးအများကြီးတင်ပါတယ်။ရခိုင်ပြည်နယ်မှာဒုက္ခရောက်နေတဲ့သူအပေါင်းလည်းအမြန်ဆုံးဒုက္ခအပေါင်းချုပ်ငြိမ်းပြီးအေးချမ်းကြပါစေလို့ကြပြဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။ Chết thì xí lại để mình đi lấy vào là khám nhá. ဟုတ်ပါတယ်ခုလိုလူသားရတယ်လူသားရဲ့အဓိကကြောင်းရတယ်သူနဲ့တိတ်တာဝင်မကင်းပါဘူး Bà biết. ကိုမမိုးရေမင်္ဂလာပါ ကဲပြန်မင်္ဂလာပါ ကိုနေတိုးရေမင်္ဂလာပါ မင်္ဂလာပါညီမရေ ကိုရဲလေး Là bà. ရီယာနာလို့ပြောတာအဲ့ကောင်ပြောပါနဲ့ပြန်ပြောလိုက်ဒီကောင်ပြောတယ်ဒီမှာမျိုးချောပဲရှိတယ်ဖြူချောတာမရှိ ဟုတ်တယ်ကိုကြားလိုက် မဲစီဘယ်လောက်ချောလဲတနေကုန်ပုတ်လို့ရတယ်လေဆို ထက်ပြုံဒါပဲလား ဘာဦးကွာချစ်လို့စားတာပါနော် Hò ngắt hả cô? ခေါ်ရစေခုမှခေါ်ပါကိုထွန်းတို့ရေမင်္ဂလာပါ Ok mình làm vào khám nhá. ဘရိတ်ခါပဲရောက်နေတယ်ဘရိတ်ခါ Mà đấy nó là gì chuyện? Coco bố. Ê Coco bố. ဘရိတ်ခါမင်္ဂလာပါ ဘယ်ခရမတော့ဘူးမှတ်တာလားရှက်တယ်ခရရှက်တယ်ခရ အမင်းဟိုအခုကျအဲ့ပြောမလို့ကျွန်တော်ကလည်းဟိုအလုံးအားသိမပြောဘူးအခုကျွန်တော်တို့ကတရက်နေ့ကိုကျွန်တော်တို့ကိုယ်တိုင်ကိုယ်ရောက်သွားပြီးတော့ကျွန်တော်တို့လူပညာရှင်တွေဟလာသွားတဲ့အဲ့မှာသွားလူတန်းမယ်အဲ့တော့ကိုကျန်းကအဲ့ဒီဝှစုံလေးဝတ်လာခဲ့ပါနော် Chứ tôi nói khéo. ကြောက်ပါပြော Tao cho bà nhá. Ôi cho một cụ tập cho bà nhá. ကဲမင်းသမီးလေးဒါကပြဖြိုပြရမယ်ဆင်းရောက်ပြီဗျာနော်အဲ့တော့ပြိတ္တကိုဘာတစ်ချင်းနဲ့ဖြိုပြမယ်ဆိုတာလေးပြောပါဦး ကြပြတို့ညီမပြည်သူပြည်သားတွေဟာတိုင်းပေါင်းမှာရောက်နေတဲ့သူလည်းအများကြီးရှိပါတယ်ကြပြညီမပြည်ရရွှေတကုံဖျားလေးကိုတစ်ခေါက်လောက်တော့လာပြီးဖူးစေခြင်းနဲ့အဲ့ဒါလေးကိုတစ်ချင်းလေးနဲ့ပြောချင်တာပါ ကောင်းပါဗျာ လူမများများလို့နေပြီးမြင်မြင်မဟုတ်
ကျွန်တော်တို့စီဖုန်းဝင်လာပါတယ်စကိုင်းတိုင်းကကြည့်တဲ့လူတွေကပြောပါတယ်ဒီလူကျွန်တော်တွေတဲ့3ရက်လောက်ပဲအငိမ့်တိုက်လိုက်ရလို့တဲ့တစ်လလောက်ပဲတိုက်ခွင့်ရရင်ငါတို့9ရက်9လီထိုင်ကြည့်ရမယ်နဲ့တူတယ်တဲ့အဲ့လိုပြောပါတယ်လာကြိုးစားလာပါခင်ဗျာဟုတ်လားဟုတ်ပါတယ်အိမ်ညမယ်ကြိုးစားကြတာဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာအဲ့တော့လေကျွန်တော်ပြောချင်တာပြောချင်တာအဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီအလူပွဲကြီးလေးပထမဆုံးနေ့ကိုတကယ်စီကားတိုက်တိုက်မိမဲ့ကြီးနဲ့အထားမြောက်အောင်မြင်သွားပါပြီဟုတ်ပါတယ်အားလုံးလည်းတာရုခေါ်ပါတယ်ယင်းထဲမှာလည်းလက်လိုက်လေးတကယ်ကိုပီတိဖြစ်ရပါတယ်ခင်ဗျာကျွန်တော်တို့ညနေပွဲမကခင်ချိန်ထိဒီလောက်ကြီးအားပေးမယ်လို့တကယ်မမျှော်လင့်နေပါဘူးဟုတ်ပါတယ်ဗျာစကိုင်းမကကြီးရဲ့ပြည်သက်တွေကလည်းပြောပါတယ်တခုပါပဲခုတနားရီလောက်ရှိနေပြီဆိုတော့ပေါ့နော်ပြည်သက်လက်ခုပ်တန်းများတိုးနေမလားမသိဘူးဆိုသူတို့ပြောတယ်ဗျပြည်သက်တဲ့လက်ခုပ်တန်းအခြေအင်းများဒီတစ်ချိန်များကြားလိုက်ရရင်တဲ့ကျေးဇူးတင်ပါတယ်ဟုတ်ပါဗျာတကယ်စီစီလုံးလုံးညီညွတ်ညွတ်နဲ့ဟလားဟုတ်ပါတယ်ကျွန်တော်ပြည်သူတင်ဆက်နိုင်တာအင်မတန်မှကိုယ်လူသားကောင်းပါတယ်ဟုတ်ပါတယ်တကယ်တော့တိုင်းပြည်ဆိုတာမြေကြီးပါပဲဟုတ်ပါတယ်ဗျမြေကြီးဆိုတာကတော့နိုင်ငံပေါ့လေနိုင်ငံပေါ့ဗျနိုင်ငံဆိုတာပါလေနိုင်ငံဆိုတာကျွန်တော်တို့ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့နေရာပါဗျာဒီယဉ်ကျေးမှုအမွေအနှစ်တွေဆိုတာဟာဒါတက်မဲ့တွေဗျဟုတ်တယ်ဗျတော့တက်မဲ့တွေကိုတက်ရှိတွေအသိဉာဏ်နဲ့ထိန်းထားရပါပဲအဲ့ဒါမှစီစီလုံးလုံးညီညွတ်ညွတ်နဲ့ထိန်းသိမ်းစောင့်ရှောက်လို့ရှိရင်ဟုတ်တယ်ဟာလူဖြစ်ရကြုံနဲ့ပါလေဟုတ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်အခုလိုစီလုံးချင်းဒီအင်အားတစ်ခုဖြစ်ပါဟုတ်ပါတယ်ဗျာအဲကြောင့်မလို့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့လေဟလာဘယ်လိုကာရမှာမဆိုကျွန်တော်တို့စီလုံးလုံးညီညွတ်ညွတ်နဲ့ရှေ့ဆက်သွားမယ်ဆိုရင်လူကျွန်တော်တို့လူချင်းနဲ့ပိုင်းနိုင်ကိုရောက်မှာပါပဲရောက်သွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါလေးကိုကျွန်တော်ပြတ်ချင်ပါတယ်နော်ဟုတ်ပါတယ်အခုကျွန်တော်တို့အငိမ့်ကဏ္ဍကလည်းဒါပြီးဆုံးပါပြီချိန်လေးကိုရောက်ပါပြီနော်အဲ့မင်းသမီးလေးကြွလာခဲ့ပါဦးကျွန်တော်တို့ပြည်သက်ကြီးကိုလည်းဒါအလူသရာတရားအတွက်လည်းတာရုခေါ်သလိုကျွန်တော်တို့ပြည်သက်ကြီးကိုကျွန်တော်မေတ္တာပြန်ပို့ရပါမယ်ခင်ဗျာဟုတ်ပါပါနော်ကျွန်တော်နိုင်ငံပေါ်မှာရှိသောပြည်သက်ကြီးတောင်သူပြည်သားများအားလုံးကျွန်တော်တို့စီးပွားရေးလူမျိုးကျန်းမာရေးမကြံတိုးတက်ကောင်းမှုစေဖို့ကျွန်တော်ဘိုးဘိုးကြီးအလင်ကရွှေမန်းဦးတက်မောင်မြင့်တာပို့တာခဲ့တဲ့တချင်းလေးနဲ့ကျွန်တော်တုတ်ဆက်ချင်ပါတယ်ခင်ဗျာအင်မတန်မှတန်ဖိုးကြီးရဲ့တချင်းပါဗျာနော်အောင်ပါစေဒီသူနဲ့မတွေ့ဒီသူကဝေးရွှေရည်ချမ်းလုံးလို့တောင်းစုတဲ့တဘာမြေအမိပြုတဲ့လူတော်ကျမချမ်းသာစေအောင်စေသာဟဲ့မြမနိုင်ငံတော်မလေးမင်းတစ်ချင်းကိုလေလေဝိုက်ရှင်းလေတဘာစေသာမချမ်းပဲတို့ရဆန်းကြပြေဝစီအောင်ပါပဲရွှေမန်းတင်ရဲ့စေတနာမြတ်တာတွေဝေပြလိကဆွေမြတ်ပြီးတိုင်းပေါင်းဆွေစီတိုင်းအောင်ပါစေဒီတော်ရဲ့ဒီဝါရဲ့ဒီတော်ရဲ့အောင်ပါစေဒီတော်ရဲ့ဒီဝါရဲ့ဒီတော်ရဲ့အောင်ပါစေသဘုံတော်မှာလူရမ်းမဲ့တွေအောင်ပါစေဒီတော်ရဲ့မြတ်လက်ထမဲ့တွေအောင်ပါစေသဘုံတော်မှာလူရမ်းမဲ့တွေအောင်ပါစေဒီတော်ရဲ့မြတ်လက်ထမဲ့တွေအောင်ပါစေရွှေရည်တန်းလုံးလို့လေကောင်းမြတ်တဲ့တော်တို့ပြတာဝေအားလုံးစမတာကျေးဇူးတင်ပါတယ်ခင်ဗျာခိုင်ပြည်နယ်ခိုင်နာမိဘပြည်သူများကျန်လေဖွံ့ဖြိုးရေးရန်ပုံငွေပရိသတ်ကပွဲအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်းသိရအပ်ပါတယ်ရှင်